ကိုကကုမ္ပဏီ website တွေမှာလည်းမလျှောက်တာဘူးကိုကလွယ်လွယ်ကူကူလည်းလျှောက်ချင်တယ်ပြီးတော့ email တွေပို့ပြီးမှလျှောက်ချင်တယ် email လေးတစ်ချောင်းပို့ပြီး interview ရချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဘာလို့လဲဆိုတော့ဒီဗီဒီယိုကတပ်ပါတီ software တွေ website တွေကိုသုံးပြီးခါမှအလုပ်ဘယ်လိုလျှောက်ရလဲဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်HR email တွေဘယ်လိုရှာရလဲဘယ် website တွေအကောင်းဆုံးလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ website ကားကိုအကြောင်းကျွန်တော်ပြောပြချင်ပါတယ်ပထမဆုံး website တစ်ခုကတော့ကျွန်တော်တို့ LinkedIn ဖြစ်ပါတယ်အားလုံးလည်းသိကြပြီးသားဖြစ်မှာပါဒီ LinkedIn ဟာကြည့်လို့ရှိရင်2003ခုနှစ်ကစပြီးခါမှ launch လုပ်ခဲ့ပါတယ်အခုချိန်ဆိုလို့ရှိရင်သုံးပြသူကဘီလီယံနဲ့ချီရှိနေပါပြီဒါမှမဟုတ်လို့ဒီထဲမှာ HR တွေရောအလုပ်ရှာတဲ့သူတွေရောအလုပ်ပေးတဲ့လူတွေရောအလုပ်ရှာတဲ့ကုမ္ပဏီတွေရောအကုန်လုံးရှိပါတယ်ကိုကအဲ့မှာလိုချင်တဲ့အလုပ်ကိုစာကြောင်းလေးတစ်ကြောင်းရိုက်ပြီးရနိုင်ပါတယ်โอเคရှားမယ့်နေရာကတော့ဒီ search ဆိုတဲ့နေရာလေးမှာပါအကောင့်တွေဖွင့်တဲ့နည်းတွေကတော့နောက်ပိုင်းမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုကတော့ဘယ်လို website တွေကဘာအတွက်အကောင်းလဲဆိုတဲ့အကြောင်းကျွန်တော်ပြောပြပေးသွားမှာပါဒီမှာဆိုလို့ရှိရင် YP Education နေတင်ထားတဲ့ YP Education ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ hospitality နဲ့ဆိုင်တဲ့သင်တန်းတွေကိုပို့ချပေးနေတဲ့သင်တန်းပေါ့နော်သင်ခန်းစာတွေပို့ချပေးနေတဲ့သင်ခန်းမှာအဲ့မှာကျွန်တော်တို့လိုချင်တဲ့ဟာကိုရှာလိုက်မယ်โอเคကျွန်တော်တို့ဒီမှာ waiter လို့ရှာထားတယ်ဒါလေးကိုပဲကျွန်တော်နှိပ်လိုက်တော့မယ်အဲ့မှာ waiter နဲ့ဆိုင်တဲ့ job တွေကိုဒီမှာသူတို့ကဒါကတော့ content လုပ်ခိုင်းတာပေါ့နော် content လုပ်ချင်းဒီ content လေးကိုနှိပ်လိုက်ရင်သူတို့ banning လုပ်လိုက်မယ်အဲ့မှာကိုနဲ့ content လုပ်တယ်ဆိုတော့တကယ်ရှင်းအထားပါပဲ Facebook တို့ဘာမှမဆိုဒီမှာ waiter တွေခေါ်နေတယ် urgent hiring waiter okay salary တို့ဒီမှာတစ်ခါတည်းပေါ်ပြထားတယ်1500နဲ့2300ပေးမယ်ဘယ်မှာလဲဆိုတော့ရှာကြမှာရှောက်ရမယ့်ဖုန်းနံပါတ်ကဒီမှာဒါ WhatsApp ကနေရှောက်ချင်းဒီလိုရှောက်လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုး WhatsApp ကနေရှောက်တယ်ဆိုတာ scan တွေများရတယ်ပေါ့နော် scan တွေလူလေးလူညာတွေများရတယ်ကို official email တွေကနေရှောက်ထားတော့အကောင်းဆုံးပဲโอเคဒါကတော့ email တွေ WhatsApp တွေကနေဘယ်လိုရှောက်ပြီးရှာရလဲဆိုတာပြတာတခါတည်းကိုက company website ကိုသွားပြီးမှမရှာတာဘူးဘယ်နားတွေမှာအလုပ်တွေရှိလဲဆိုတာမရှာတာဘူးဆိုဒီတပ်ပတ်တီ software ကနေပဲရှာလို့ရတယ် company တွေကတင်ထားရတယ်ပေါ့နော်တင်ထားတယ်โอเคဒီမှာသူ waiter ခေါ်တယ်ဘယ်ကခေါ်တာလဲဖူးခက်ကခေါ်တယ်ဘယ်လိုရှောက်လို့ရလဲ easily apply ဆိုဘာမှလုပ်စရာမလိုဖုန်းနံပါတ်လေးထည့်နာမည်လေးထည့်ပြီးပြီးကိုယ့်ရဲ့ CV လေးတင်လိုက်ရပြီ easily apply ပုံမှန်နဲ့ဒီလိုမျိုး waiter ကိုအောက်လာခေါ်တယ်grand hire ကနေခေါ်တယ်ပေါ့နော် grand hire ကိုနှိပ်လိုက်မယ်ဒါကတော့ easily apply မပါတဲ့အတွက်ကျွန်တော်တို့ဒီဟာကိုရှောက်မယ်ဆိုလို့ရှိရင်ဒီ apply ခလုတ်ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော် company website ကိုတစ်ခါတည်းရောက်သွားပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် company website ထဲမှာကျွန်တော်အရင်ဗီဒီယိုမှာပြခဲ့လို့မျိုးရှောက်လို့ရပါတယ်တက်တက်ကြီးရှာနေစရာမလိုတော့ပါဘူး okay okay နောက်ထပ် website တစ်ခုကတော့မြန်မာနိုင်ငံမှာအခုချိန်ကြီးတော့သုံးလို့မရသေးဘူးပေါ့နော်သုံးလို့မရသေးဘူးတရားဝင်သုံးလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ VPN တွေကြော်ပြီးခါမှသုံးမယ်ဆိုရင်တော့သုံးလို့ရတယ်အဲ့ဒါဘာ website လဲဆိုတော့ကျွန်တော်တို့အားလုံးသိကြတဲ့ Indie website ဖြစ်ပါတယ် Indie website ဖုန်းမှာဆိုလို့ရှိရင်လည်း Indie software ကို download ရတယ် download မရရင် VPN လေးခံပြီး Play Store မှာသွား down မှာဒါဆိုရင်ရပါလိမ့်မယ်သူကလည်းသုံးရတာလွယ်ပါတယ်ဒီမှာသူပေးထားတဲ့အလုပ်တွေကိုရှောက်မလားဒါမှမဟုတ်ကိုယ့်အနေကိုရှာရှောက်မလားရှောက်လို့ရပါတယ်သူကတော့အလုပ်သီးတာမှာပုံရှောက်လို့ရပါတယ်သူကတော့အလုပ်သီးတာမှာကျန်တာတွေတင်လို့မရပါဘူးဒီ link တွေကတော့သူပုံနေပါလေတင်လို့ရတယ်စာရေးလည်းတင်လို့ရတယ် email လည်းရှာလို့ရပါတယ်သူကတော့သူတင်ပေးထားတဲ့စာကိုပဲသူတင်ပေးထားတဲ့ဟာကိုပဲရှောက်အောင်ပါပေါ့နော်ဟိုမှာကတော့မဟုတ်ဘူးကိုကအလုပ်လို့ရှင်တဲ့အကြောင်းကိုကmachine ခေါ်ပြီးခါမှာကိုတခုတယောက်ကိုလုပ်ချင်တဲ့ hotel ကို machine ခေါ်ပြီးခါမှာရှောက်လို့ရပါတယ် okay နောက်တစ်ခုကတော့ကျွန်တော်တို့ UAE တို့အခု Middle East တွေမှာအဓိကအသုံးပြီးရှောက်လို့ရတဲ့ဟာတစ်ခုပေါ့နော်ဒီဟာကတော့ဘာလဲဆိုတော့ Got Talent ဆိုတာတစ်ခုဖြစ်ပါတယ်ဒီမှာလဲသူကလာတူပေါ့နော်သူက Indie နဲ့တူတယ် LinkedIn ကတော့အကောင်းဆုံးပေါ့နော်လှုပ်ရှောက်ရှင်တော့ဘာလို့လဲဆိုသူက WhatsApp number ကြီးလည်းရှာလို့ရတယ်သူ email number ကြီးလည်းရှာလို့ရတယ်ဒါကြောင့်မို့လို့ LinkedIn ကတော့အကောင်းဆုံးပဲဒီမှာကတော့ဒါကတော့UAE နဲ့ဒီ Middle East နိုင်ငံတွေမှာရှောက်မယ်ဆိုရင် Got Talent နဲ့ဒီ Naru Creek 360ပေါ့နော်အဲ့ဒါဟာမှလည်းရှောက်လို့ရတယ်ဒါလောလောဆယ်တော့ကျွန်တော်တို့ဒီ Godella ကိုပြမယ်ပေါ့နော် Godella မှာတော့ကိုဒီမှာလေမောင်မယ်တွေရှောက်ရှင်တဲ့သူတွေဒါမှမဟုတ်လေစိတ်နဲ့ပတ်သက်တာရှောက်ရှင်တဲ့သူဆိုရင် Etihad Airways ရှိတယ်ဒီမှာလည်းSamsung တို့မှာလည်းရှောက်လို့ရတယ်ကိုချိတ်တဲ့နေရာမှာရှောက်လို့ရပါဘောနော်ဒီမှာသူဘယ်လောက်ရှိတယ်ဆိုတဲ့အကြောင်းတွေ professional get connect employer every month တို့ဆိုသူတို့တလလာတိုင်းလူကြီး6000ပေါ့နော်ခု10ရာ1000ဟုတ်6000ဒီမှာအဝင်ထွက်တွေရှိတယ်သူတို့တင်တာတွေရှိတယ်ပေါ့နော်ဒီမှာ employer လည်းအလုပ်ခေါ်တဲ့သူကလည်း1000ကျော်ရှိတယ်ပြီးတော့ professional ဆိုတော့အလုပ်ရှာတဲ့လူတွေကလည်း
10 million တော့ရှိပေါ့နော်10တန်းတော့ရှိတယ်ဒီမှာကိုရှာရှိတဲ့နိုင်ငံကိုနှိပ်ပြီးလဲရှာလို့ရတယ် UAE ရှာမလား Saudi ရှာမလား Qatar ရှာမလား Kuwait ရှာမလားကြိုက်တာရှာပေါ့နော်ဒီမှာထပ်လို့ရှင်နေဒီမှာထပ်နှိပ်လို့ရတယ်သူကတော့ Middle East ကိုဦးစားပေးတာဖြစ်တဲ့အတွက်အဲ့နိုင်ငံတွေမှာရှိတဲ့အလုပ်တွေကိုပဲရှောက်လို့ရတာပေါ့နော်ဒီဟာကတော့လွယ်ပါတယ်သူ register တင်မယ်ဆိုရှင်ဒီ register for job ဆိုတော့မှကိုemail လေးနဲ့ချိန်လိုက်မယ်ပြီးတော့အထက်မှာလိုက် CV တခုစောက်ထားလိုက်မယ်ဆိုလို့ရှင်ကိုအလုပ်လျှောက်တိုင်းဒီ CV ကိုသူကအကိုရဲ့အလုပ်ရှင်ကြီးကိုပို့မှာပေါ့နော်နောက်တစ်ခုကတော့အားနဲ့အလားတူပဲသူကတော့ဒီဟာလေးကပို့ပြီးလူသုံးများတယ်ပေါ့နော်Naru Krigok ဆိုတဲ့ဟာလေးကတော့လူသုံးများတယ်အဲ့မှာကျွန်တော်တော့မှ profile တစ်ခုစောက်ထားသေးတယ်ဒီမှာကျွန်တော်လိုတယ်ပေါ့နော်သူကဘာတွေလုပ်ရမလဲကောင်းလားမကောင်းလားဆိုတော့တစ်ခါတည်းဆုံးဖြတ်ပေးသားပေါ့နော်သူမှ AI ပါတဲ့အတွက်ကျွန်တော်ဟာကတော့ဒီမှာပြီးလားမပြီးသေးလားဆိုတော့ဆုံးဖြတ်ပေးထားတယ်61ရာခိုင်နှုန်းမှပြီးသေးတယ်ကျွန်တော်ထပ်ပြီးဖြည့်ရမှာရှိသေးတယ်ပေါ့နော်ဒီမှာဆိုရှင်လည်းကျွန်တော်ရှာထားတာတွေโอเคဒီမှာရှာမယ်ဆိုလို့ရှင်လည်းရှာလို့ရတယ်ပေါ့နော်ကိုကလိုချင်တော့ဒီမှာရိုက်ထည့်လိုက်ပြီးရင်ရှာလိုက်လို့ရှိရင်ကိုလိုချင်တာနဲ့တွေ့ရင်ဝင်းခါမှာရှောက်လိုက်ဒါဆိုရင်ပေါ်ပြီးခါမှာလွယ်ကူတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူအလုပ်တွေကိုစုစည်းပေးထားတဲ့ website တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဟို hotel ထဲသွားပြီးခါမှာ log in ဝင်လိုက်ဒီ hotel ထဲသွားပြီး log in ဝင်လိုက်ရှောက်နေတယ်မလို့တော့ဘူးပေါ့နော်ဒီမှာတစ်ခါတည်းစုစည်းပြီးသားဆိုတော့ရှောက်ရတာလည်းလွယ်တယ်ပြီးတော့အချိန်ကုန်လည်းတက်တာတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အာရှသားကြီးပေါ့နော်ကျွန်တော်ရှင်းအောင်အာရှသားကြီးဒီ Job Street ဖြစ်ပါတယ် Job Street ကတော့ဝင်ချင်းသူကကြည့်လို့တောင်မရဘူးပေါ့နော်အရင်ဆုံးကျွန်တော်တို့ Google နဲ့ sign in ဝင်ရမယ် sign in ဝင်ပြီးလို့ရှိရင်လည်းဒီဟာကိုပဲပေါ်မယ်အောက်နောက်ကဟာပေါ့နော်နောက်ကပဲပေါ်မယ်ဒီမှာကိုဘာရှောက်ချင်တာလဲရှောက်ချင်တာကိုထည့်မယ်ပြီးတော့ဘယ်နေရာမှာရှောက်ချင်တာလဲဆိုတဲ့အကြောင်းကိုထည့်မယ်ဒါကတော့ဒီအနောက်အရှေ့အလယ်ပိုင်းဒေသတွေတော့ကျွန်တော်မသိဘူးပေါ့နော်စင်ကာပူတို့ထိုင်းတို့ပြီးတော့အင်ဒိုနီးရှားတို့မလေးရှားတို့ကအလုပ်တွေကတော့ပေါ်တယ်ပေါ့နော်အထက်မှာဒီ alpha ကို try ချင်လို့ရှိရင်ရှင်းတောင်အာရှဘက်အထူးသဖြင့်ရှင်းတောင်အာရှဘက်ကို try ချင်တယ်ဆိုလို့ရှိရင်ဒီ website ကလေးကတော့အကောင်းဆုံးပေါ့နော်okay ဒီထဲမှာကျွန်တော်အနေနဲ့ personal အကြိုက်ဆုံးတစ်ခုကတော့ LinkedIn ပေါ့နော် LinkedIn ကဘာလို့အကြိုက်ဆုံးပြရလဲဆိုကျွန်တော်တို့ဒီမှာသူတို့ဟိုဘက်ကဒီ Indeed တို့GovDeadline တို့ Job Street တို့ကလိုမျိုးဒီလို manual သူတို့ပေးထားတာ manual မဟုတ်ဘဲနဲ့သူတို့ပေးထားတာကိုလည်းရှောက်လို့ရတယ်လို့ကျွန်တော်တို့ကဒီမှာ WhatsApp number တွေပြီးတော့ဒီမှာခေါ်နေရတယ်ပေါ့နော်ဒီကသူတို့ခေါ်တဲ့ဟာတွေသူတို့ရဲ့သူတို့ WhatsApp number တွေပြီးတော့သူတို့ရဲ့ email number တွေemail number email မဟုတ် email account တွေအဲ့ဒါတွေကိုရလို့ရှိရင်ကျွန်တော်တို့အခါတိုင်းရပို့လို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာသူတို့ရှောက်တယ်လို့မျိုးနဲ့လုပ်လို့ရတယ်ဒီမှာgood day Straman I'm interested in front office associate position သူဒီဟာကိုစိတ်ဝင်စားတယ်ပေါ့နော်ဘယ်မှာသူလုပ်ချင်တာလဲဆိုတော့ဒီ hotel တွေမှာလုပ်ချင်တာတဲ့ဒီမှာOberia group ရဲ့ Touch Hotel ရဲ့ Head Lemon Tree Hotel Accra ရဲ့ဒီ hotel မှာသူလုပ်ချင်ပါတယ်တဲ့သူ mention ခေါ်ကမှတင်ထားတာပေါ့နော်အဲ့မှာသူတို့ကကြိုက်လို့ရှိရင်ဒီမှာ Hyatt ကလည်းဒီမှာ Hyatt ကသူကဝင်ပြီးဖြည့်တယ်ပေါ့နော်အဲ့ဒီမှာလည်းမင်းစိတ်ဝင်စားမှုတဘောကြပါတယ်တဲ့မင်းလျှောက်ချင်ဒီမှာသွားလျှောက်ပါတဲ့သူကလင့်နေတခါချပြပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုကဒီကိုရဲ့စီဖောင်ကြီးကိုသူတို့ hotel website ကနေတင်နေဆိုတာတဲ့ဒီမှာအဲ့လိုမျိုးလေးပြမယ်ပြီးတော့ဒီဟာ email နဲ့တခါတည်းရှောက်မယ်ဆိုရင် ADS တို့ဘာလို့ညာတို့ကိုသူအထူးတလဲဖြတ်စီရမလို့ဘူးပေါ့နော်ပြီးတော့လဲကိုယ့် website ထဲမှာကိုက profile ကောင်းကောင်းလေးစောက်ထားမယ်ဆိုလို့ရှိရင်ကိုယ့် website ထဲလာလဲလို့ရှိရင်ကိုယ့်ရဲ့အစကေးတွေကိုယ့်ရဲ့ experience တွေကိုကြိုက်တယ်ဆိုလို့ရှိရင်သူတို့ကခေါ်တယ်ပေါ့နော်မင်းငါတို့လုံးမလုံးမလားမင်းဒီလိုမျိုးစိတ်ဝင်စားလားဆိုပြီးကျွန်တော် message တွေပို့တယ်ပေါ့နော်ဒီမှာဒါတော့ကျွန်တော်ရှိပို့ထားတဲ့ message တွေပေါ့နော်ဒါမြန်မာနိုင်ငံကနေလည်းပို့တယ်သူကလည်းသူကကျွန်တော်ဟိုမှတ်ထားပေါ့နော်ဒီကောင်ပါလေးဆိုရင်ကျွန်တော် HR မှတ်ထားပါHR မှတ်တာပဲသူအလုပ်လုပ်ချင်လို့တဲ့တူရကီကပါတဲ့လုပ်လို့ရမလားတဲ့ဒါဆိုကျွန်တော်အလုပ်ခေါ်တာပေါ့နော် HH Laundry ကနေခါမှကျွန်တော်အလုပ်ခေါ်တာကျွန်တော်လာတာနဲ့လို့ဆိုပြီးမ join လိုက်ဘူးသူက Oman မှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်အဲ့လိုမျိုးတွေရှောက်လို့ရပါတယ်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်အဆုံးသတ်တစ်ခုအနေနဲ့ပထမပြောချင်တာတစ်ခုကတော့ဒီ website တွေကတရားဝင် website တွေဖြစ်ပါတယ်အဲ့မှာတင်ထားတာတွေလည်းတော်တော်များများ scan မပါပါဘူးဟိုအခုလိုမျိုး email တွေနဲ့ WhatsApp တွေနဲ့တင်ထားတာတွေကတော့ scan တွေဖြစ်ဖို့လည်းရှိတယ်မဖြစ်တာတွေလည်းရှိတယ်ပေါ့နော်ကိုကတော့သေချာလေးဆက်ဆေးပါ email ကိုသေချာလေးဆက်ဆေးဒီ email တကယ်ရှိလားမရှိလားဆိုတော့ဆက်ဆေးပါဒီလိုမျိုး job ဆိုတဲ့နေရာမှာတင်ထားတာတွေကတော့လုံးဝ scam မဟုတ်ပါဘူးဒါအမှန်ကန်နေပါကိုကရှောက်ချင်ရှောက်လို့ရပါတယ်ကိုရှောက်နေတာကိုလည်းသူတို့ကအချိန်နဲ့မြင်းကြီးကိုချိုစာပို့တယ်ပေါ့နော်မင်းဟာကတော့ဘယ်လိုဖြစ်နေပြီမင်းစီဖောင်ကတော့ဘယ်လိုရောက်နေပြီဆိုတဲ့အကြောင်းတွေကိုပို့ပေးပါတယ်โอเคအခုကတော့နောက်ဆုံးအနေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ website 5ခုကိုအသုံးပြုပြီးခါမှအလုပ်ရှောက်ချင်ရင်းနဲ့အလုပ်တွေရကြပါစေလို့လည်းပြော
ကျွန်တော်ဘက်ကနေပြောကြားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ပါဦးကျွန်တော်လည်းအခုမှစတင်ကြိုးစားနေတာမို့လို့ဝိုင်းရအားပေးကူညီပေးခဲ့ကြပါဦး comment လေးလည်းရေးပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်